ထုဆက်ခါ၌နိဗ္ဗာန်ကိုရည်မှန်း၍မြတ်စွာဘုရားအားဘုရားပါ၏ရှိဘုရားမိတော်တို့သည်တလျာစမ်းပါစာ၍အခုချိန်ထိတိုင်အောင်မမတူဝိကရိအလျောက်ခမနီစေပါလို့ပေါ်၌ကာယကဝစီကဘလောကံတို့ဖြစ်ဘာဒီမုချတရားမြည်အချိန်ပိုင်းနာလိုတော့သည်အသိမဥကေညာဥအောင်ကြိုးစားထုတ်ပါတော့မည်စုပေါင်းပြီးတော့တရားထိုင်စိတ်လုံးပါမနောကံကိုအဓိကသုံးချပါမယ်မနောကံကိုအဓိကထားခြင်းအဖြစ်ကာယကံဝစီကံဆွဲကိုဖြောပါမယ်ကိုယ်နဲ့လှုပ်တာနှုတ်နဲ့ပြောဆိုတာတွေကိုကိုလှုပ်တာရောသူတစ်ပါးပြုလုပ်တာရောပါအစွဲဖြောရပါမယ်စိတ်ကိုအဓိကထားပြီးတော့သုံးတတ်အောင်ကြိုးစားပါမယ်ကာယကံဝစီကံကိုပယ်တာမဟုတ်ပါဘူးအခုတရားဟောတယ်ဆိုတာလေဒါစကားတွေကိုသုံးတာပါပဲဒါပေမဲ့ဒီလိုပြောဟောနိုင်ဖို့ကခုလိုသူလိုလူပြောသူပြောစကားတွေပြောဆိုခြင်းနားထောင်ခြင်းကိုဆွတ်လွတ်နိုင်လို့သစ္စာတရားတွေပဲပြောမယ်နားထောင်မယ်ဆိုတဲ့ဆုံးဖြတ်ချက်နဲ့လူပြောသူပြောစကားတွေကိုယ်တိုင်ပြောဆိုခြင်းသူတော်ဘာပြောဆိုတာကိုနားဆောင်ခြင်းကိုဆွလွတ်နိုင်အောင်ကြိုးစားခဲ့ရတာပါနှမို့ရင်တော့အခုလိုတရားတွေကိုပြောနိုင်မှာမဟုတ်ပါဘူးနားထောင်နိုင်မှာလည်းမဟုတ်ပါဘူးဘုရားစကားပဲနားထောင်တော့မယ်ဘယ်သူပြောတာမှနားမထောင်တော့ဘူးဆိုပြီးတော့လူပြောသူပြောစကားတွေနားထောင်တဲ့အလုပ်ကိုစွန့်နိုင်လို့ဘုရားစကားကိုပဲအပြည့်အဝနားထောင်လို့ရမှာပါဒါအစွဲဖြုတ်တာပါပယ်တာမဟုတ်ပါဘူးစကလ
လက်နက်တွေကိုယ်နဲ့ပြုလုပ်မှုပေါ့ကာယလက်နက်တွေဝစီလက်နက်တွေစားမနောဆိုတဲ့စိတ်ကိုပဲသုံးစရာဖြစ်နေအဓိကထားပြီးတော့သုံးတတ်အောင်ကြိုးစားရမယ်တတိထားရဆိုတာစိတ်လောက်ပါမယ်ဘာဝဲတတိထားတတိထားဖို့အဓိကပါပြစ္ဆုတ်ပန်တိုင်းမှာတတိရှိနေရပါမယ်တတိထားစရာအရှုခံအာယုန်တွေကိုဆွဲလန်းနေရမှာမဟုတ်ပါဘူးဘာလို့ရှုရမလဲဆိုတာကအာယုန်ဆွဲတွေပါပါတယ်ရှုလို့ရတာကိုရှုပါကလေးထွက်လေပဲဖောင်းပိတ်မယ်ဝေဒနာပဲဆိုပြီးတော့ဆွဲလန်းနေရမှာတော့မဟုတ်ပါဘူးဘာလဲရှုဘာမှမမြဲတာကိုသိဖို့အဓိကပါအရှုခံမမြဲတာကိုသိဖို့အဓိကပါအရှုခံကမမြဲတယ်လို့ရှုမှတ်တဲ့သတိထားတဲ့ပြုလုပ်မှုမနောကံကလည်းမမြဲပါဘူးမမြဲတာပဲမြဲပါတယ်မမြဲတဲ့တရားကိုပဲအမြဲတမ်းပွားများအားထုတ်နေရမှာပါတကယ်အရှုခံစိတ်ကအနိစ္စဆိုတဲ့မမြဲခြင်းဒုက္ခဆိုတဲ့ဆင်းရဲခြင်းအနတ္တဆိုတဲ့တခုခုတရားရောက်တစ်ချိန်ချိန်တနေရာရာဖြစ်နေအတီးယူဆုပ်ကင်လို့မရခြင်းသဘောတတ်ပါပဲဒါလူရင်းကိုမရောက်လို့လဲလူရင်းကိုပဲဟောရတာပါဝေလေထွက်လေဟောလိုက်ဝေလေထွက်လေမှာလမ်းဆုံးကြတာကြီးများတယ်တကယ်လမ်းဆုံးတာစိတ်ကအမြဲခြင်းတဘောဆင်းရဲခြင်းတဘောတခုခုတယောက်ယောက်တစ်ချိန်ချိန်တနေရာရာဖြစ်ငါဥစ္စာဖြစ်ငါဘဝငါအသက်ကြီးတယ်ငါအသက်ငယ်တယ်ငါနေရာဖြစ်နေတည်ယူဆုပ်ကင်လို့မရခြင်းအနတ္တတရားပါပဲဒီမှန်တရားကိုတတိထားတတ်အောင်ကြိုးစားပါတရားထုတ်ကြတာများပဲမဲ့လေလူရင်းမရောက်ကြတာများလို့လူရင်းကိုအဓိကဟောကြားပေးတာပါဒါဘုရားရှင်ရဲ့လူရင်းမှာကိုယ်လူရင်းတော့မဟုတ်ပါဘူးကိုယ်လိုတာကိုမစွန့်နိုင်လို့လေဘုရားရှင်လိုတာကိုနားမလည်ဘူးအဓိကထားလို့မရဘူးဖြစ်နေရပါတယ်တတိမလစ်စေပါနဲ့တတိလက်လွတ်နဲ့တငါငါနဲ့သွာလာပြောဆိုနေထိုင်လောက်ကင်မှုတွေစားငါငေါ့စာဖြစ်နေအတီးဆုပ်ကင်လို့မရတဲ့အနိစ္စဒုက္ခအနတ္တတရားတွေကိုတတိထားပြီးတော့သွာလာပြောဆိုနေထိုင်လောက်ကင်တတ်အောင်စားတောက်တတ်အောင်ကြိုးစားပါမယ်ကိုယ့်ကိုနားလေရကြင်ကြံရခက်လို့လေဆရာသမားအကူအညီပေးရတာပါဆရာသမားတွေမကဘူးဒီလိုကြင်ကြံအားထုတ်မဲ့ဓမ္မမိတ်ဆွေအကူအညီဒီလိုကြင်ကြံအားထုတ်လို့ရတဲ့တရားရိပ်တာအကူအညီတွေပါပေးရတဲ့သဘောပါကိုသိတာကိုဆွဲဖြုတ်ဖို့ကိုမသိတာကိုသိအောင်ကြိုးစားရတာပါလုံနေကြအလုပ်တွေဆွဲဖြုတ်ဖို့မလုံတတ်တာကိုလုံနေကြမဟုတ်တာကိုကြိုးစားပြီးတော့လုပ်ရတာပါအခုပြစ္ဆုတ်ပန်တိုင်းမှာတတိထားနေဖို့အဓိကပါရတာမရတာအဓိကမကြပါဘူးရချိန်တန်မှရမှာပါအခုမရလဲကိစ္စမရှိပါဘူးခုချက်ချင်းနားလည်ရမယ်ဆိုပြီးတော့ဖိအားမပေးပါဘူးလုပ်တဲ့နာကိုလုပ်ရင်ဖြစ်တဲ့နာတွေဖြစ်ချိန်တန်တဲ့အခါဖြစ်လာပါလိမ့်မယ်ဖြစ်ချိန်တန်တဲ့နေရာမှာဖြစ်လာပါလိမ့်မယ်
ဒီနေရာမှာဒီဣဒ္ဓမှာတရားမရလဲကိစ္စမရှိအောင်ဒီဘဝနဲ့မရလဲကိစ္စမရှိအောင်အချိန်တန်တဲ့အခါမှာချိန်တန်တဲ့ဘဝမှာဖြစ်လာဖို့ကအဓိကပါပဲလောနေတာကလောဘပါပဲလောတာကိုစွန့်မှာမရမှာစိုးရိမ်နေတဲ့တောကကိုလည်းစွန့်မှာလောဘဒေါသမောဟတွေနဲ့ရှုမှတ်နေရမှာမဟုတ်ပါဘူးလောဘဒေါသမောဟကိုစန့်ကျင်ပြီးတော့သတိထားနေရမှာပါမပြတ်သတိထားနေရမှာပါပြစ္ဆုတ်ပံအခိုက်အတန့်တိုင်းမှာသတိထားနေရမှာပါပြစ္ဆုတ်ပံဆိုတာကလည်းအနိစ္စဆိုတဲ့မမြဲခြင်းဒုက္ခဆိုတဲ့ဆင်းရဲခြင်းအနတ္တဆိုတဲ့တစ်ခုတယောက်တစ်ချိန်တနေရာဖြစ်နေအတိအဆုတ်ကင်လို့မရခြင်းသဘောတတ်ပါမယ်ဓမ္မကိုသတိထားတတ်အောင်ကြိုးစားခြင်းအဖြစ်ကိုယ်သတိထားခြင်းနာသတိထားနေမှုကိုဆွတ်လွတ်ရမယ်တက်ရှိတတ်မဲ့အပေါ်မှာသတိထားနေမှုဆွတ်လွတ်ရမယ်ဘယ်ချိန်ပဲဘယ်နေရာပဲဘယ်သူပဲပါပဲယောက်ျားပဲမိန်းမပဲဘုန်းကြီးပဲသီလရှင်ပဲဆိုတာတွေကတက်ရှိတတ်မဲ့ကိုသတိထားနေတာပါတက်ရှိတတ်မဲ့အစွဲတွေပါပါတယ်ကြားမအစွဲတွေပါပါတယ်နေရာအချိန်ဆွဲတွေပါပါတယ်ဒီဆွဲတွေကိုဖြုတ်ရမှာပါဖြုတ်ရမှာကကိုယ်အလုပ်ပါမယ်ပြုတ်ချိတ်တန်လို့ပြုတ်သွားမှာကဓမ္မရဲ့အလုပ်ပါမယ်ခက်တာလွယ်တာကအဓိကမကြပါဘူးခက်လဲဖြုတ်ရမှာပဲလွယ်လဲဖြုတ်ရမှာပဲနားလဲတာမလဲတာလဲအဓိကမကြပါဘူးနားမလဲလဲသတိထားနေရမှာပဲအခုလိုအစွဲဖြုတ်နေရမှာပဲဆရာသမားအကူကြီးနဲ့နားလည်အောင်ကြိုးစားနေရမှာပါပဲတကယ်လို့မဲ့အလုပ်ကိုဘုရားရှင်နဲ့ဆရာသမားအကူကြီးနဲ့လုပ်တတ်အောင်ကြိုးစားပါတယ်အများလုပ်တယ်လို့လိုက်လုပ်နေတာကတော့ဘာမှမဆန်းပါဘူးပညာသင်တော့လည်းအများကျောင်းသားတွေနီးတူလိုက်ပြီးတော့သင်မယ်အလုပ်လုပ်တော့လည်းအများလုပ်တယ်လို့လိုက်ပြီးတော့လုပ်မယ်တရားထုတ်တော့လည်းအများရှုမှတ်တယ်လို့လိုက်ပြီးတော့ရှုမှတ်တယ်မျိုးကတပည့်လိုကျင့်တာပါဆရာသမားရဲ့လူရင်းမရောက်ပါဘူးတပည့်ရဲ့လူရင်းကိုယ့်ရဲ့လူရင်းတော့ရောက်ချင်ရောက်ပါမယ်ဆရာကတရားရာခိုင်နှုန်းရေးကြည့်တာပါအဲဒါကြောင့်လဲကိုကပြောတဲ့အတိုင်းနားလည်ဖို့ခိုင်းတဲ့အတိုင်းကျင့်နိုင်ဖို့အဓိကပါတဏှာငါနဲ့ကျင့်ရမှာတော့မဟုတ်ပါဘူးတဏှာငါနဲ့နားလည်ရမှာတော့မဟုတ်ပါဘူးငါမဟုတ်သူမဟုတ်နာနဲ့ရုပ်တာလင်ဟုတ်တယ်ဆိုတဲ့ဒီနာယုတ်ကလည်းအနိစ္စဒုက္ခအနတ္တတာလင်ဟုတ်တယ်ဆိုတဲ့မဂ္ဂန်နဲ့နားလည်မှုနဲ့တရားထိုင်တရားဖြုတ်တွာလာစားတောင်းနေထိုင်လောက်ကင်နေရမှာပါကာယ ानु ပဒနာနဲ့စစဝေဒနာ ानु ပဒနာနဲ့စစစိတ်ဓာ ानु ပဒနာနဲ့စစစတဲ့နေရာမှာလမ်းမဆုံးပဲအခုလိုဓမ္မ ानु ပဒနာမှာလမ်းဆုံးရမှာပါစိတ်လျှော့
ကြောလျှော့မျက်စိကိုဒါလေးမိတ်ထားပါဒါတရားထိုင်မှလျှော့ရတာမဟုတ်ပါဘူးတရားဖြုတ်လိုက်လေတင်းထားတဲ့စိတ်တွေကိုလျှော့နေရမယ်တင်းထားတဲ့ကြောတွေကိုလျှော့နေရမယ်အင်အားသုံးဆွဲနေမှုကိုလျှော့ချနေရမယ်သုံးယုံတက်တက်သုံးတတ်စီဖို့ပါအားရှိရှိမရှိရှိပြုလုပ်တတ်စီဖို့ပါအားမရှိဘူးဆိုပြီးတော့ဘာမှမလုပ်ပဲနေရတာမျိုးမဟုတ်ပါဘူးတရားကဉာဏ်လို့ပါဉာဏ်စွမ်းအားပါနားလည်နိုင်တဲ့စွမ်းအားပါကံစွမ်းအားမဟုတ်ပါဘူးတရားစိတ်လို့ပါစိတ်စွမ်းအားပါအသိဉာဏ်စွမ်းအားပါဒါကြောင့်အသက်ကြီးတာငယ်တာတွေကျမ်းမာမကျမ်းမာတာတွေကအဓိကမကြပါဘူးဆင်းရဲချမ်းသာလည်းအဓိကမကြပါဘူးဒီလိုနားလည်ပြီးတော့နားလည်တဲ့အတိုင်းကျင့်ကြံအထောက်ဖို့အဓိကပါပဲကိုယ့်ကိုနားလည်ဖို့ခက်လို့လေဆရာမနဲ့ယောဂီတွေရဲ့နားလည်မှုအကူအညီပေးရတာပါကိုယ့်ကိုကျင့်လို့ခက်လို့လေတရားစခန်းတွေတရားရိပ်တာအချိန်ပြည့်ဖွင့်လင်းရတာပါခုလို6ရက်9ရက်တရားစခန်းလေးပဲအားထုတ်ရတာမဟုတ်ပါဘူးအချိန်ပြည့်အားထုတ်နိုင်အောင်ကြိုးစားရတာပါအကန့်အသတ်နဲ့စရပေမဲ့အကန့်အသတ်မှာလမ်းဆုံးနေရတာမဟုတ်ပါဘူးဒီကျမ်းမာရေးကထုံးပင်ရိပ်တာစတယ်ဆိုလဲဒီမှာပဲလမ်းဆုံးနေရတာတော့မဟုတ်ပါဘူးနေရာတိုင်းမှာတတိထားတတ်အောင်ကြိုးစားရတာပါနေရာတိုင်းကိုဆွဲဖြုတ်နေရတာပါဒီဆွဲဖြုတ်ဖို့ဒိဋ္ဌာမှာလာနေရတဲ့တဘောပါအဆန်ရှားတဲ့အလုပ်တွေကိုဆွဲဖြုတ်ဖို့ဒါနသီလဘာဝနာကုသိုလ်အလုပ်တွေကိုလုပ်ရတဲ့တဘောပါအဲကြောင့်ဒီမှာနေရတာအဆင်မပြေလဲကိစ္စမရှိပါဘူးအိမ်မှာနေတာကိုဆွလွတ်နိုင်ဖို့အဓိကပါတရားထုတ်ရတာအဆင်မပြေလဲအဓိကမကြပါဘူးအဆန်ရှားတဲ့လောကီအလုပ်တွေကိုယာယီဆွတ်နိုင်ဖို့အဓိကပါအိမ်ကိုမဆွတ်နိုင်လို့လဲဣဒ္ဓမှာနေရတာအဆင်မပြေတာအဆန်ရှားတဲ့အလုပ်ကိုမဆွတ်နိုင်လို့လဲကုသိုလ်ရှာတဲ့အလုပ်ကိုလုပ်ရတာအဆင်မပြေတာပါပဲကိုဆွတ်နိုင်တယ်လို့အဆင်ပြေလာပါလိမ့်မယ်ဒီလိုအကြောင်းအကျိုးတွေကိုနားလည်နိုင်စွမ်းအားကြီးအောင်ကြိုးစားပါမယ်အိမ်မနေရာကနေဘုန်းကြီးကျောင်းနေရိပ်တာတွေမှာပြောင်းပြီးတော့နေနိုင်အောင်ကြိုးစားရတဲ့သဘောပါပဲပတ်စံရှာရာကနေပတ်စံနေရာမှာကုသိုလ်ကိုအစားထိုးပြီးတော့ရှာဖွေစုဆောင်းရတဲ့သဘောမျိုးပါပဲကိုလိုသူလိုယောက်ျားမိန်းမတွေနဲ့ပေါင်းသင်းရာကနေဘုရားတရားတန်ခါနဲ့တာပေါင်းနိုင်အောင်ကြိုးစားတဲ့သဘောပါပဲဘုရားတရားတန်ခါနဲ့ပတ်သက်တဲ့ဓမ္မမိတ်ဆွေတွေနဲ့လည်းပေါင်းလို့ရပါတယ်ဒီကတော့လူတွေနဲ့မပေါင်းတော့ဘူးယောက်ျားမိန်းမအဆွဲကြီးတဲ့ယောက်ျားမိန်းမတွေနဲ့မပေါင်းတော့ဘူးဆိုတော့နားလည်မှုမှန်ကန်တဲ့နားလည်မှုနဲ့နားလည်တဲ့အတိုင်းကျင့်နိုင်မှုပါပဲပေါင်းတာမပေါင်းတာကိုအဓိကထားမှာတော့မဟုတ်ပါဘူးမပေါင်းမဲနေနိုင်မှုပါပေါင်းရတဲ့အဆွဲကိုဖြုတ်နိုင်မှုကအဓိကပါဆရာတော်နဲ့တဘာတရားဣဒ္ဓါခေါင်းဆောင်နောက်လိုက်တရားလဲ
တရားထုတ်ရင်မကလူမှုရေးလုပ်တွေလည်းလုပ်ကြတာပါပဲလူတွေနဲ့တော့ပတ်သက်နေတာပါပဲအဲ့တော့ပေါင်းမပေါင်းကအဓိကမကြပါဘူးတွေ့တော့လဲပေါင်းလိုက်လို့ရပါတယ်ဒါပေမဲ့မပေါင်းရမနေနိုင်တဲ့အစွဲကိုဖြုတ်ဖို့ပါပဲကြုံလာရင်လည်းပေါင်းလိုက်မယ်မကြုံရင်လည်းမပေါင်းဘူးဆိုတဲ့စွန့်ရင်တတိမျိုးရှိဖို့အဓိကပါလူတွေနဲ့မပေါင်းလို့မရဘူးဆိုပြီးတော့လူတွေနဲ့ပေါင်းရတာအစွဲကြီးနေလို့လဲလူလောကထဲနေပြီးတော့ပတ်စံရှာကိုကျိုးရှာတဲ့အလုပ်တွေပဲအယူမှုလုပ်နေကြတာပါမိမိကိုယ်ကိုယ်လည်းလူဆွဲကြီးနေတာပါတော့ကိုယ်ဆွဲတဲ့လောက်ဆွဲလန်းမှုအားကြီးတဲ့လောက်အစွဲဖြုတ်နိုင်တဲ့စွမ်းအားလည်းကြီးဖို့လိုပါတယ်ဆရာတော်ဆိုတဲ့လူလောကထဲမှာကျောင်းသားဘဝစီးပွားရေးဓမ္မဘဝနဲ့နှစ်ပေါင်း20ကျော်လူဘဝနဲ့29နှစ်အထိကျင်လည်ခဲ့ပေမဲ့အခုလိုရိတ်တာရောက်တဲ့အခါမှာအခုလိုနားလည်မှုတွေနဲ့ကျင့်ကြံထုတ်ခြင်းအဖြစ်လူဆွဲကြီးတဲ့လောက်လူဆွဲကိုပြန်ပြီးဖြုတ်နိုင်အောင်ကြိုးစားရတာပါလူလောကကိုမစွန့်နိုင်တဲ့လောက်အခုလိုရိတ်တာဝင်ပြီးတော့စွန့်နိုင်အောင်ကြိုးစားရတာပါကိုကျိုးရှာပတ်စံရှာတဲ့အလုပ်တွေကိုပညာရှာအဖော်ရှာတဲ့အလုပ်တွေကိုကိုလှုပ်တဲ့လောက်မလှုပ်ပဲနေနိုင်အောင်ကြိုးစားတာတရားလုပ်ပါပဲကိုယ့်ကိုယ်ဆိုရင်တော့မရပါဘူးဘုရားတရားသံဃာရဲ့အကူအညီနဲ့အခုလိုဒါနပြုသီလဆောင်ဘာဝနာကမ္မထန်တရားတွေပွားများထုတ်ခြင်းအဖြစ်မစွန့်နိုင်တာစွန့်နိုင်အောင်ကြိုးစားရတယ်မပေါင်းတတ်တဲ့ဘုရားတရားသံဃာကိုပေါင်းတတ်အောင်ကြိုးစားရတယ်ဘုရားတရားသံဃာကိုဆရာဓမ္မအဖြစ်နဲ့ယာနှုံးပြည့်လက်ခံနိုင်အောင်ကြိုးစားခြင်းအဖြစ်မိမိပါဝင်လူတွေကိုဆရာအဖြစ်နဲ့အားကိုးနေတာကိုစွန့်လွတ်နိုင်အောင်ကြိုးစားရတယ်မှားတဲ့လောက်ပြင်နိုင်ရတယ်ဆွဲတဲ့လောက်ဆွဲဖြုတ်ရတယ်မဆွလွတ်နိုင်တာမရှိအောင်ဆွလွတ်နိုင်ဖို့ကြိုးစားရတယ်လူစိတ်ကိုယောဂီစိတ်ဖြစ်အောင်ပြောင်းလဲရတယ်လူဘဝကိုယောဂီဘဝဘုန်းကြီးဘဝသီလရှင်ဘဝဖြစ်အောင်ပြောင်းလဲရတယ်မိမိအိမ်ပါဝင်နေရာတိုင်းကိုရိတ်တာအဖြစ်သဘောထားနိုင်အောင်ကြိုးစားရတယ်ဒါပြောင်းလို့ရလို့လေအချိန်ပြည့်ဖွင့်လင်းတဲ့သဘောတရားဣတာတွေတိုးလာတာပါပဲလုံးတလောက်တော့ဒါအချိန်တန်ဖြစ်လာတာပါပဲပြုလုပ်နေဖို့အဓိကပါပြုလုပ်ပဲပြုလုပ်မှာပါလောရတာယူဆွဲနေရမှာမဟုတ်ပါဘူးငါတရားထုတ်နေတယ်ဆိုပြီးတော့တ
တရားထုတ်တာတရားနှလုံးသွင်းတာကိုဆွဲလန်းနေရမှာမဟုတ်ပါဘူးပြုလုပ်ပဲပြုလုပ်နေရမှာပါငါယောဂီငါဘုန်းကြီးငါသီလရှင်ဆိုပြီးတော့ကိုယ့်ဘဝကိုဆွဲလန်းနေရမှာလည်းမဟုတ်ပါဘူးအသုံးချပဲသုံးချနေရမှာပါဒီလိုဆွဲလန်းမှုတွေကိုဆန့်ကျင်ပြီးတော့သုံးယုံတက်တက်ပဲသုံးရပါမယ်နားမလဲတာကိုနားလဲခြင်းအဖြစ်ကိုနားလဲတာကိုဆွဲဖြုတ်ရမယ်မကျင့်နိုင်တာကိုအခုလိုကျင့်ကြံခြင်းအဖြစ်ကိုကျင့်တတ်တာကျင့်ကြံနေမှုကိုဆွဲဖြုတ်ရမယ်ကိုယ့်ရဲ့နားလဲနိုင်တဲ့စွာကျင့်နိုင်တဲ့စွာအားကြီးလာအောင်ကြိုးစားရမယ်ငါနားလဲတာငါလှုပ်တတ်တာမှလမ်းဆုံးနေရမှာမဟုတ်ပါဘူးငါဆွဲကြီးနေရမှာမဟုတ်ပါဘူးကိုနားလဲတာကိုပြုလုပ်တာကိုဆွဲဖြုတ်နေရမယ်တတိမလစ်စေပါနဲ့ပြစ္ဆုတ်ပံခိုက်တန်တိုင်းမှာတတိရှိနေရမှာပါလို့မရဘူးဆိုပြီးတော့မရတာကိုအတိမယူပါနဲ့မရရမရပြုလုပ်နေရမှာပါတော့လည်းသူရချိန်တန်မှရမှာပါကိုရချိန်တန်ရမှာတော့မဟုတ်ပါဘူးအလိုက်တင်လောက်အောင်ပါပါငါလှုပ်ချင်တယ်လို့လောက်အောင်မှာမဟုတ်ပါဘူးငါနားလဲတယ်လို့ပဲလုပ်နေရမှာမဟုတ်ပါဘူးငါဥစ္စာဆွဲတွေကိုဖြုတ်နေရမှာပါတတိထားပြနေဘဝအဓိကပါဘာလို့ပဲတတိထားမရှုခံကအဓိကမကြပါဘူးအလုပ်ဟုရမြဂုံရှိစွာဆိုတဲ့အတိုင်းလုံနေဘဝအဓိကပါဘာလုံးမှဆိုပြီးတော့အစွဲကြီးနေရမှာမဟုတ်ပါဘူးဒါနာပြုလဲပြုပြနေဘဝအဓိကသီလဆောင်လဲစောင့်ပြနေဘဝအဓိကဘာဝနာပွားလဲပွားပြနေဘဝအဓိကပါဒါနာပဲသီလပဲဘာဝနာပဲဆိုပြီးတော့အစွဲကြီးနေရမှာမဟုတ်ပါဘူးကိုလှုပ်တာကိုဘွားပါပဲဒါနာပြုရင်ကိုပြုရတဲ့ဒါနာကိုဘွားပါပဲသီလဆောင်ရင်ကိုစောင့်တဲ့သီလကိုဘွားပါပဲသမထကျင့်ရင်သမထကျင့်ရကိုဘွားပါပဲဝိပဿနာရှုရင်ဝိပဿနာရှုမှတ်ခြင်းကကိုဘွားပါပဲအခုကတော့ဝိပဿနာကိုအဓိကထားပြီးတော့လေ့ကျင့်နေတာပါဝိပဿနာကတော့အမြင့်ဆုံးပါပဲအခက်ဆုံးပါပဲဒါလည်းမလုံလို့ခက်တာပါ